အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုမှာတော့ကျမတို့တွေနေ့စဉ်စားသုံးနေတဲ့တမော်ဒီရဲ့အံ့ဩဖွယ်ကျန်းမာရေးအကျိုးကျေးဇူးတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်တမော်ဒီဟာဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့ပူပိုင်းဒေသတွေမှာအလွယ်တကူရနိုင်တဲ့အသီးသမျိုးဖြစ်ပြီးတော့အာဟာရဓာတ်တွေအလွန်ကျွဲပါပါတယ်ရှင်အထူးသဖြင့်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့်ကိုယ်ခန္ဓာကိုကျန်းမာတန်ဆွမ်းစေပါတယ်ရှင်ပထမဆုံးတစ်ချက်ကတော့ဓာတ်တိုးဆက်ကျင်ကုန်တတိပါဝင်တာပဲဖြစ်ပါတယ်ရှင်။ကျမတို့ကိုယ်ခန္ဓာထဲမှာဖြစ်ပေါ်နေတဲ့ free radical တွေကဆဲတွေကိုပျက်စီးစေနိုင်ပါတယ်ရှင်။ဒါပေမဲ့တမော်ဒီတွေကဓာတ်တွေကအဲ့ဒီအန်တယ်တွေကိုလျှော့ချပေးနိုင်ပါတယ်ရှင်။အထူးသဖြင့်အသက်ကြီးလာသူတွေမှာဖြစ်တတ်တဲ့ဓာတ်တိုးပျက်စီးမှုတွေကိုသက်သာစေနိုင်ပါတယ်ရှင်။ဒုတိယတစ်ချက်ကတော့ကင်ဆာဆက်ကျင်နိုင်မှုပဲဖြစ်ပါတယ်ရှင်။တမော်ဒီမှာပါဝင်တဲ့လိုင်ကိုပင်တက်ဟာကင်ဆာဖြစ်နိုင်ခြေကိုလျော့နှဲစေနိုင်တယ်လို့သုတေသနတွေကဖော်ပြထားပါတယ်။အထူးသဖြင့်ရင်သားကင်ဆာအစာအိမ်ကင်ဆာတို့ကိုကာကွယ်နိုင်တယ်လို့လည်းဆိုထားကြပါတယ်ရှင်။နောက်ထပ်တစ်ချက်ကတော့နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်းပဲဖြစ်ပါတယ်ရှင်။ဗီတာမင်စီနဲ့လိုင်ကိုပင်တို့ကြောင့်နှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။ဒါအပြင်ကိုလက်စထရောကိုလည်းတိုးတက်စေပါတယ်ရှင်။နောက်ထပ်တစ်ချက်ကတော့အစာချေဖျက်မှုကိုကောင်းမွန်စေခြင်းပဲဖြစ်ပါတယ်ရှင်။တမော်ဒီမှာပါဝင်တဲ့ပါပိန်းအင်ဇိုင်းဟာပရိုတိန်းတွေကိုလွယ်ကူစွာခြေဖြတ်ပေးပါတယ်။ဒါကြောင့်ဝမ်းချုပ်ခြင်းတွေကိုကာကွယ်ပေးပြီးတော့လေပွားလေထခြင်းတွေကိုလည်းသက်သာစေနိုင်ပါတယ်ရှင်။နောက်ဆုံးတစ်ချက်ကတော့ကျမတို့ရဲ့အတားအရည်တွေကိုလှပနှုတ်ပြစေခြင်းပဲဖြစ်ပါတယ်ရှင်။တမော်ဒီစားခြင်းဟာအသားအရည်ကိုတင်းရင်းစေပြီးနေရောင်ကြောင့်ပျက်စီးမှုတွေကိုကာကွယ်ပေးနိုင်ပါတယ်။ဒါပေမဲ့တတိထားရမယ့်အချက်လေးတစ်ခုတော့ရှိပါတယ်နော်။ကိုဝန်ဆောင်မျိုးသမီးတွေအတွက်တော့တမော်ဒီအစိမ်းကိုမစားသင့်ပါဘူးရှင်။တမော်ဒီအမက်ကိုတော့တင့်တော်စွာစားသုံးနိုင်ပါတယ်ရှင်။ကျမတို့တွေအချင်းချုပ်ပြောရရင်တော့တမော်ဒီယာဆိုလို့ရှိရင်စားရလွယ်ကူပြီးတော့ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရှိတဲ့အသီးသမျိုးပဲဖြစ်ပါတယ်ရှင်။ဒီဗီဒီယိုလေးကကျမရဲ့တငယ်ချင်းတွေအတွက်အထောက်အကူဖြစ်တယ်ဆိုလို့ရှိရင်ကျမရဲ့ဗီဒီယိုလေးကို like and share လေးလုပ်ပေးတော့ပါအောင်နော်။ကျမရဲ့ channel ကိုလည်း subscribe လေးလုပ်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်။အားလုံးပဲကျန်းမာရေးတွေကောင်းမွန်ပြီးတော့တာယာပျော်ရွှင်သောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။